ဆရာကြားဘူးတယ်ငါ6တော့ဆရာဦးကျဲအေးပါဆရာဦးကျဲတဲ့လို့စီမှာကျွန်တော်3နှစ်တိတိသင်ခဲ့ပါတယ်အခုဆိုရင်ရန်ရောင်းသားကြီးနေထူးနိုင်ဇက်ကိုင်းရိုက်ပြီဆိုရင်ကျွန်တော်မပါဘဲနဲ့ရိုက်လို့မရဘူးမဲကြီးတယ်မဲဘယ်နေရပါလို့ကျွန်တော်ကကင်မရာဖွက်ထားတာဟာအတိပြောပါကျွန်တော်ကသူ့ဇလန်ထဲမှာအမြဲပါပါတယ်ဘယ်နေရလဲအတန်တုတ်လောက်ရတာပါဗျဘာတန်နေလောက်ရတာနေထူးနိုင်ဇလန်ထဲမှာတော်လိုင်းရေးကဆိုတော့တနက်တွေဖြစ်တာပါတယ်လက်ပြပုံထူတာပါတယ်ဓာချင်းခုတ်တာပါတယ်မြင်းစီးတာပါတယ်မိုးတွေရွာတာပါတယ်အဲ့ဒါတွေအကုန်လုံးကတကယ်အစ်စ်မဟုတ်ပါဘူးနောက်ကနေကျွန်တော်အတန်တုတ်လောက်ရတာပါဗျဟောက်စီရှိရလဲရှိပါအဲ့လောက်ကြီးမလောက်ပါနဲ့ကွာမင်းဟာလေတကယ်ပြောတာပါရွာသားဟုတ်လို့လားနေထူးနိုင်တနက်ဖြစ်တဲ့အတန်အဲ့လိုမင်းအယောနေနဲ့လောက်ပြသားမှာတစ်ချက်တည်းဖြစ်တဲ့ rifle တနက်တန်ဒီတန်ပါဗျဟုတ်ကြပဲမလာဘူးဟာပြပါတော့တစ်ချက်တည်းဖြစ်တဲ့ rifle တနက်တန်ကဒီတန်ပါဟုတ်ကဲ့လူရှင်တော်တွေပါခင်ဗျာရည်စရာလောက်တာပါခင်ဗျာဟိုလိုဟာတွေမဟုတ်ပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာတစ်ချက်တည်းဖြစ်တဲ့ rifle တနက်တန်ပါစက်တဲ့ဖြစ်တဲ့အတန်ဟုတ်ကဲ့ပေါ့စီဗဇက်ကလောက်တာပါခင်ဗျာနာမည်ကြီးမထည့်နဲ့လေထည့်ရမှာပဲငါမှကြောင့်အဲ့ဒါကစက်တဲ့ဖြစ်တဲ့အတန်ပါဟုတ်နေထူးနိုင်လက်ပြပုံထူးတဲ့အတန်ဘယ်တန်းတော့ဘယ်သူမှမတီးနေမဟုတ်တီးနော်နဲ့မင်းလောက်ရအားရှိအောင်လို့မြင်းစည်းတဲ့အတန်နေထူးနိုင်မြင်းစည်းတာအစတကယ်မြင်းမဟုတ်ပါဘူးနောက်ကနေကျွန်တော်အတန်တူးနဲ့စီးတာပါဟုတ်တော့ပါဘူးကမြေပြင်ပေါ်မှာပြေးတဲ့မြင်းတာဘယ်တန်းတော့ကျွားတော့ဒီကောင်မိုက်ကိုလက်နဲ့ခောက်နေတယ်လို့ထင်ကြပါလိမ့်မယ်မဟုတ်ဘူးလားဟုတ်တယ်ဒါများရှေ့ပြီးပြောနေပြီအဲ့ဒီမြင်းကရေထဲကိုဖြတ်ပြေးတဲ့အတန်ဘယ်တန်းတော့အော်အဲ့တန်းညာနဲ့လွယ်တယ်ဘာလို့လဲဆိုတော့ तू အိမ်သာချွေးကိုလက်နဲ့တောက်ရတာလေဟဲ့လူထပ်ပါစက်ကြီးဗျခင်ဗျားစိတ်ထဲမှာဘိုးတိုင်းနိုင်မှန်နေလားဖြူးနေတော့ဘိုးတိုင်းကြီးမှန်နေတာပေါ့ဘာကြီးတော့နာရဒါလေးပပလေးရှိပါသေးတယ်ကျွန်တော်ဇလန်းတစ်ပုတ်လုံးကိုအတန်တူးနေကျွန်တော်ဇလန်းရိုက်ပါမယ်ဟုတ်ကဲ့3မိနစ်ပဲကြာပါတယ်ဗျကဲနောက်ကဟိုတဆိုင်လုံးထဲမှာအချောဆုံးကောင်လေးလာခဲ့ပါဗျဟုတ်အချောဆုံးကောင်လေးလွတ်လိုက်ပြန်လာလေနော်စပိန်ရွှေအောင်လေးနဲ့ကောင်လေးကလာပေါ့ကြည့်လိုက်နေပါကွာကောင်လေးခေါ်လိုက်ပါကောင်လေးအချောဆုံးကောင်လေးဆိုင်နေကချောဆုံးကောင်လေးရွှေအောင်စပင်လေးနဲ့လာတော့ကြချစ်စရာလေးသားလေးကိုဖြူးပွေးနေတယ်ဘာလို့ဆိုင်နေကငါထက်ချောတဲ့ကောင်တော့မရှိဘူးငါချောဆုံးပဲနင်းချောဆုံးဟုတ်တယ်ကိုတီရင်ကျွန်တော်ဇလန်နဲ့မှာပါချင်းအုတ်ထုတ်တလုံးနဲ့တနက်တက်လက်ရှာခဲ့ပါဇင်ဝိုင်းအမေဂျင်ဝိုင်းမနဲ့ဂျင်ဝိုင်းတော့အုတ်ထုတ်ဆောင်လိုက်ဝါမင်းသားအုတ်ထုတ်နဲ့ဆိုအုတ်ထုတ်ဆောင်လိုက်တော့ဟိုမင်းသားနဲ့တူတယ်ဖေမင်းသားနဲ့ဂျူရီယာတင်မော်ကြီးတောင်းတယ်မင်းသားကဆိုမှတင်မော်ရီရောက်မလားတင်မော်ရီရောက်မှသာမကြီးကြီးထုံးမှာပေါ့တနက်ပဲမော်တနက်တနက်ဟာခလုတ်ကမော်ခလုတ်ခလုတ်ကဒီမဲ့လေးတချင်းညူမင်းပါဇက်ကပြောကြမလို့ငါလုတ်ပြင်မယ်မင်းအသေးဆောင်အောင်ပါဟုတ်အေးမင်းသားဟာဇလန်းစားပြီနော်မင်းသားဟာချစ်သူစီကိုသွားမယ်ဇလန်းပြပါတယ်မင်းသားကိုဒီနယ်တလောမှာဖိတ်တုံအောင်ကြောက်ရပါတယ်ဗျโอเคမင်းသားရဲ့နာမည်ကပြောလိုက်ဂန္နဝင်လူဆိုးကြီးမတ်တင်တန်ကျမနာမည်မတ်တင်တန်မုတ်ပြတဲ့လေထိုးပါလေမင်းသားမတ်တင်တန်ဖြစ်မလားကွာမုတ်ပြတဲ့ယူအောင်တို့အောင်နဲ့ဖိုးထူလာတော့ဖိုးထူလို့ဆိုင်နေမှနေပြီနာမည်ကကိုတင်တန်ဟာချစ်သူစီကိုသွားမဲ့ဇလန်းဖြစ်ပါတယ်ချစ်သူစီကိုသွားဖို့ရေးခြေကျင်သွားရင်ကြာမှာစိုးသည်တွေဟုတ်ကဲ့စီးတော်မြင်းကြီးကိုသွားထုတ်တယ်ခင်ဗျမြင်းကကနာမငိမ့်တဲ့အတွက်ဇက်ပိုးလေးကိုစုပ်သက်ပြီးချော်တယ်မိုက်တယ်ကွာတဲ့မြင်းမငိမ့်နေတာတော့မသိဘူးတဲ့ပါဇက်ထဲတော့တချီးတွေဝင်ကုန်ပြီမင်းသားမြင်းမော်ခုန်တက်ခဲ
ဟဲ့မြင်းဂိန်လို့မြည်မလား ခွေးတက်နေပြီလေ ဟာခွေနောက်ဆုတ် မြင်မကိုတက်ရန်သူတွေနဲ့တွေ့ပါဆိုတဲ့အတွက်6လုံးမျိုးတဲ့ကိုခါးကြကိုထုံးလေးလက်မလောက်ရှိတဲ့ထမြောင်ကြီးကိုကွာစုံမှာချိတ်ထမ်း အာပေထားနဲ့သွားထီရတော့ မြင်းရဲ့ကွာစုံမှာချိတ် ဟောအေးရောက် မင်းသားမြင်းစီးမယ်ဟဲ့သားအပေါ်ပိုင်းတဲ့အောက်ပိုင်းကဒါအတန်လုံးတယ်အောက်ပိုင်းအပေါ်ပိုင်းတဲ့အောက်ပိုင်းဒါအတန်လုံးနည်းနည်းလေးရှော့လိုက်ပါ အောက်ပိုင်းရှော့ပါ တေချာလေးစီးမယ်နော် အေး ဆွဲမယ်မင်းသားကိုကြည်တန်းကြွားတိတ်ကရေပေါ်ထိုးတဲ့လူကြီးရနေမယ် မင်းနဲ့ကျမမင်းသားလုံပေါင်းကိုစောနေကွာ တေချာလေးစီးပါ ရေပေါ်ထိုး ဆွဲမယ်မင်းသားဟာချစ်သူစီကိုသွားရှင်သွားနေမြင်းကိုဘလို့ပဲမြန်မြန်စီးသွားလမ်းကူးလက်တနေရာမှာရာသီဥတုကြောင့်မိုးလေးတွေဖွဲရွာတယ်မင်းသားကောင်းကင်ဘုံကိုမော့ကြည့်လိုက်တယ် အာဘာဖြစ်တာတော့ မိုးချိုးပစ်တာ ဟဲ့မင်းသားရီးစားနဲ့ကိုတွေ့ရသေးမိုးချိုးပြလို့သေးတော့မှာကဲ မင်းသားအကုသို့များတယ်ပဲ ဟောအဲ့လိုလား မိုးရရွာနေတော့မဲ့ခမကျွတ်ငါပွန်နေတော့သူကဒီလိုကြီးလုံနေ မင်းနဲ့မိုးရွာဆို တရုတ်ဆောင်တာကောင်းတယ်လို့ပြောမလို့ ကယ်ဒမီပေးရမှာ ပြီးရောပြောရင်ဆိုရင်မိုးလေးတွေဟာဖြည်းဖြည်းချင်းတိတ်သွားခဲ့ပါတယ် အားရပါတော့ လက်ကြံမိုးချိုး မင်းသားတော်တော်ကိုအကုသို့များလွန်းနေတာ မင်းသားမြင်းစည်းသွားတယ်တောင်သွယ်နေရာရောက်မှာအညိုးကြီးတဲ့ရန်သူကမင်းသားကိုတနက်နဲ့လှမ်းပစ်လိုက်တာမင်းသားကံကောင်းစွာနဲ့လူကိုမမှန်မဲ တော်ပါသေးတယ် မျက်နာကိုမှန်သွားတယ် လူနဲ့မျက်နှာနဲ့အတူတူပဲ တူတူပဲလား တကူတည်း လူကိုမမှန်မဲအုတ်တုတ်ကလေးကိုရှက်မှန်သွားတော့စလုံးမောရှင်အာ မင်းသားချစ်သူနဲ့ရောတွေ့ရမလားမသိဘူး ခေါဝဝဝဝမင်းသားဖန်ခန်းစားရင်ကိုချမ်းသာလောက်ပြီ မင်းသားပရိယများတယ်လက်နဲ့လွတ်လိုက်တယ်လို့ပဲ လက်နဲ့လွတ်ရမှာပေါ့ကွာ โอเคနင်းရှိပါတယ်မင်းသားနောက်ကိုလန့်ကြည့်လိုက်ဟာရန်သူတွေမြင်းနေလိုက်ကြပါလားတဲ့ရန်သူတွေကတနက်နဲ့ပြစ်တာကိုမင်းသားမှရှောက်တယ်ခင်ဗျအဲ့လောက်ကြီးကြများလွတ်နေမင်းသားမှန်ယုံနဲ့မကဘူးကသေးသွားအောင်မငါကတောင်သေးသွားလေဦးမယ်များလွတ်နေ ညာလုံးလား တစ်ချက်ချင်းပြည့် โอเค မောလာ ကြည့်တယ်မင်းသားစိတ်တူပြီးတော့ခါကြမှာအသင်ပါတဲ့6လုံးမျိုးကိုဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးဝထောင်ပြစ်ခါကြကိုပြန်ထုတ်ကျန်သူဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးဝထောင်ပြစ်ခါကြကိုပြန်ထုတ်ကျန်သူဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးဝထောင်ပြစ်ခါကြကိုပြန်ထုတ် အဲ့ဒါနာပြည့်စမ်းမှာအဲ့ကောင်ကြောင့်ဒုက္ခရောက်နေတာ မင်းသားမသေးသေးပါဘူးဗျ ဟမ်အဲ့ဒါမှနာကမသိဘူးလား မင်းသားမသေးသေးပါဘူးလူမှန်တာမဟုတ်ပါဘူး ဘေးမှန်တာတော့ ငယ်တိတ်ကိုမှန်သွားတာပါ ငယ်ရိတ်ကထက်မယ် ကြည်တန်းကဒုံပြန်ပြီးတော့ငယ်တိတ်ကိုရှက်မှန်လား အော်ငယ်ရိတ် မသေးသေးဘူး ဟမ် မြင်းစီးသွားတယ် ဟာနောက်တစ်ခါ နောက်ကရန်သူကိုလန့်ကြည့်လိုက်တယ်ဟာဒီကောင်လေးကအင်အားများတာပဲကွာတနက်နဲ့ပြည့်ရင်တော့ငါနိုင်မှာမဟုတ်ဘူးတဲ့
ခါကြမှာအသင့်ပါတဲ့လက်ပြဘုံကိုထုတ်ပါဇက်နဲ့ကြိုက် ဟဲ့အောင်ပါဇက်ထဲမှာပေါ့အောင်လေကွာ စနစ်တံမဖြုံးနဲ့အောင် အော်မဖြောက်ရသေး ကျွန်တော်ပြောတဲ့အတိုင်းလုပ် ဟောအေး လက်ပြဘုံကိုထုတ်ပါဇက်နဲ့ကြိုက်ပြည့် အပိတ်ဘောခေရောက်ကွာဟဲ့မင်းဘုံကဒီနေ့ညပေါက်ဖြစ်အောင်ပါလား တော်တော်ကြီးများသွားတာ တော်တော်လေးများနေတယ်ဘုံပြေးတာတော်တော်များနေတယ် ဒီတကပြန်ပြစ်လိုက် ဟမ် လက်ပြဘုံထုတ်ပါဇက်နဲ့ကြိုက်ပြည့် အပိတ် ပေါက်ပြီငါပိတ်ပေါက်ရှင်ပြီနော်ငါပိတ် ကဲလက်ခောက်တက်လေးနဲ့အားပေးလိုက်ပါဗျာတော်တယ်နော်တကယ်အတန်တူပေါင်းဆုံးပဲနော်